မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခါစားကမြန်မာစစ်တပ်ထဲမှာသူကဏ္ဍနဲ့သူထူးချွန်တဲ့ကျွမ်းကျင်တဲ့ဘူသုံးဦးရှိတယ်ပထမတူကတော့ဗိုလ်ချုပ်မောင်မောင်သူကစာပေဘက်မှာထူးချွန်တယ်စာသမားနောက်တူကတော့ဗိုလ်ချုပ်ကျော်စောစီးဘက်မှာထူးချွန်တယ်သူကစစ်သမားနောက်ဗိုလ်ချုပ်အောင်ကြီးကတော့စီးပွားရေးလုပ်တဲ့နေရာမှာကျွမ်းကျင်တယ်စီးပွားရေးသမားစာသမားစစ်သမားစီးပွားရေးသမားဆိုပြီးတော့သူတို့သုံးရှိတယ်လို့လူကြီးတွေပြောတာကျွန်တော်ကြားဥပါတယ်ကျွန်တော် BBC ကိုမရောက်ခင်ရောင်မှာဗြိတိရှတိုင်းမှာလုံနေတော့ကျွန်တော်နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ QBP ပေါ့ဗျာကျွန်တော်ဟော Queen's Birthday Party ပေါ့ဘယ်မှာမွေးတဲ့အခမ်းအနားလုပ်တော့အဲ့ဘုရားအချင်းစာဥမောင်ကလာတက်ပါတယ်အဲ့ခါကျွန်တော်သူ့သွားပြီးတော့မိတ်ဆက်တယ်အငယ်ကျွန်တော်ကဖြူဖြူအောင်ရဲ့ဆရာပါလို့ပြောပါတယ်ဖြူဖြူအောင်ဆိုတာသူ့ရဲ့အဲ့မှာကွယ်လွန်သွားပြီဖြစ်တဲ့သမီးအငယ်ဆုံးဖြစ်ပါတယ်သိစတော်တဲ့သမီးပါပဲအဲ့နဲ့သူနဲ့ service ကပြောရင်ကျွန်တော်သူ့ကိုမေးပါတယ်ပမခလူစကိုဘာဖြစ်လို့တိုင်းပြည်ကနှင်ထုတ်ရလဲလို့ကျွန်တော်မေးလိုက်တော့သူကဘာပြောလဲဆိုဘုံနေဝင်းပေါ်ကားတဲ့ဘုံနေဝင်းကကျောင်းသားဘွားတော်ကသထုံဆောင်မှနေတယ်ပမခလူစကအဆောင်မှုအဲ့မှာဘုံနေဝင်းကအဆောင်စည်းကမ်းချိုးဖောက်လို့ပမခလူစကသူ့ကိုအဆောင်ကထုတ်လိုက်တယ်အဲ့တော့သူရန်ယူထားပြီးအနာရတော့မောင်းထုတ်တာပဲကွာလို့ဘုချုပ်မောင်မောင်ကကျွန်တော်ပြောပြပါတယ်အဲ့ဒါ BBC မရောက်ခင်တော့ကပေါ့ဗျာနောက်ကျွန်တော်လန်ဒန် BBC မှာအလုပ်ဝင်ပြီးတော့မြန်မာနိုင်ငံမှာဒီမိုကရေစီဘာကြောင့်ကြာဆုံးရတယ်လဲဆိုတဲ့အစီအစဉ်ကို series အလိုက်ပေါ့ဗျာအဲ့မှာလည်းပတ်သက်ကြောင်းပုဂ္ဂိုလ်တွေကိုတူးချင်း interview လုပ်ပြီးတော့အများကြီးလွှင့်ခဲ့ပါတယ်အဲ့မှာကျွန်တော်မေးမိတဲ့တယောက်သောပုဂ္ဂိုလ်ကတော့အဲ့ဘုချုပ်မောင်မောင်ပဲဖြစ်ပါတယ်ဆိုတော့ဘာကြောင့်ဒီမိုကရေစီကြာဆုံးရတယ်လဲကျွန်တော်အိန္ဒိယကြတော့ဆက်လက်ပြီးတော့တည်မြဲနေတယ်သူတို့မှလည်းလူမျိုးရေးအကွဲအပြဲတွေဒေသစွဲတွေအများကြီးရှိတာပဲလို့ကျွန်တော်ပြောလိုက်တော့သူနှိုင်းရှင်ပြတာကသူအသုံးလုံးတိုင်းပြောရင်အိန္ဒိယကလားတွေကကွာတယ်အင်္ဂလိပ်ပြောရင်အကုန်လုံးလိုက်နိုင်တယ်တဆွေမတင်လိုက်နိုင်စိတ်နားထောင်တာပဲသူတို့စိတ်အထင်ကြီးလူဖြစ်တယ်ဆိုပြီးပြောတယ်ခင်ဗျာအဲသူရဲ့အသုံးလုံးတိုင်းပါနောက်ကျွန်တော်မေးတဲ့မိကွန်းတစ်ခုကဒီနိုင်ငံရေးကျွန်တော်နာမည်တော့မပြောတော့ဘူးခပိုက်ဆောင်တချို့ကပေါ့ဗျာသတင်းစာတိုက်တွေကိုဝင်ရောက်တိုင်နဲ့ဖြစ်စီကြတယ်ဆိုတာမေးတော့သူကဘာပြောလဲဆိုတော့သတင်းသမားတွေကစာမတဘူးကွာဆိုတော့သူကရုပ်ပြပြောလိုက်တော့ဟာကျွန်တော်စိတ်ထဲမှာခံပြင်းတယ်လို့ဖြစ်သွားပြီးတော့ကျွန်တော်ဘာပြန်မေးမိလဲဆိုတော့ဒါနဲ့အင်္ဂရုစစ်တပ်ကလူတွေကစာတတ်ကြောက်လာခင်ဗျာကျွန်တော်ကောက်မြပြရတယ်ပြီးတော့သူကဘာဖြေလဲဆိုတော့အများစုကမတတ်ကြဘူးကွာဒါပေမဲ့ဘိုးကျော်စိုးလို့တက်တဲ့လူတွေရှိပါတယ်ကွာဆိုဖြေပါတယ်သူကဒေါသစိတ်ခံပြင်းစရဲလုံးဝမပါဘဲနဲ့ဖြေတာဖြစ်တဲ့အပြင်သူကကွန်မြူနစ်စငယ်သမားလို့အပြောခံရပြီးတော့သူကွန်မြူနစ်တူဖြစ်နေဘိုးချုပ်ကျော်စိုးကိုလည်းသူကချုပ်ထားပြီးနှိမ့်ချပြီးမပြောဘူးခင်ဗျာပုံမှန်အတိုင်းပဲသုတ်သတ်ပြီးတော့ပြောသွားတာတွေ့ရတော့ကျွန်တော်တော်လေးစားဖို့ကောင်းတဲ့ပုဂ္ဂိုလ်ပဲလို့ကျွန်တော်စိတ်ထဲမှာပတ်ချက်ချမိပါတယ်အဲအကြောင်းကိုဒီကနေ့ပြောတော့ခင်ဗျာ